ချန်ပီယံပြေးလက်မပြီးသေးဘူးလို့အာဆင်နယ်ကိုဂွာဒီယိုလာသတိပေးပြောကြားဘောလုံးချက်သူများအတွက်ကျမတို့ရဲ့1 million ချန်ပီယံပြပြန်လို့ဆိုရပါတယ်။မန်စီးတီးနီးပြဂွာဒီယိုလာကလီဗာပူးအသင်းကို2-1 ကိုနဲ့အနိုင်ရရှိပြီးတဲ့နောက်ပရီးမီးယားလိချန်ပီယံပြေးလမ်းမှာအပြောင်းလဲများစွာဖြစ်လာနိုင်သေးတယ်လို့ပြိုင်ဘက်အာဆင်နယ်အသင်းကိုသတိပေးပြောကြားခဲ့ပါတယ်။မန်စီးတီးသင်းဟာFAကွင်းမှာလီဗာပူးကိုအနိုင်ရခဲ့တာကြောင့်ထိပ်ဆုံးကအာဆင်နယ်နဲ့6 မှတ်ကွာအနေအထားပြန်ဖြစ်သွားခဲ့တဲ့အတွက်အခုလိုပြောကြားခဲ့တာပါ။ကျွန်တော်တို့က6 မှတ်ပြတ်နေတယ်ဒါဟာကြီးမားတဲ့ကွာဟာချက်တစ်ခုပါဒါမဲ့အကြောင်းအရာများစွာဖြစ်ပျက်နိုင်ပါသေးတယ်3 မှတ်ကွာဆိုရင်တော့ပိုကောင်းသွားမှာပါ6 မှတ်ကအာဆင်နယ်အတွက်လုံလောက်ပြီလားဆိုတာဘယ်သူမှမသိနိုင်ပါဘူး73ပွဲဆိုတာအများကြီးပါပြီးတော့ FA ဖလားလဲလာတော့မယ်ခါရာဘောင်းဘိုလ်လူပွဲလဲကစားရမယ်ချန်ပီယံလိလည်းမလားမှပြန်လာမယ်ဒဏ်ရာပဿနာတွေလည်းရှိလာနိုင်ပါတယ်တခြားအသင်းတွေကလည်းအကြောင်းအရာမျိုးမျိုးအတွက်ရှင်မြန်ကစားဖို့ရှိနေပါတယ်ဒါကြောင့်အတွေ့အကြုံရ73ပွဲဆိုတာအများကြီးပါအာဆင်နယ်အသင်းချေချော်အောင်အမားရွက်လုံးမိအောင်ကျွန်တော်တို့ဖိအားပေးနိုင်ပါတယ်။ကျွန်တော်တို့အာဆင်နယ်နဲ့အင်ကွင်းမှာကစားဖို့ရှိနေပြီးသူတို့အနိုင်ယူဖို့လိုအပ်ပါတယ်လို့ဂွာဒီယိုလာကပြောကြားခဲ့ပါတယ်။ပရီးမီးယားလိပွဲစဉ်26ကိုယခုတစ်ပတ်ကြားရက်မှာရှင်မြိုင်ကစားမှာဖြစ်ပြီးအာဆင်နယ်ကဘရန်ဖို့နဲ့အဝေးကွင်းမန်စီးတီးကဖူဟန်နဲ့အင်ကွင်းပွဲစဉ်ရှင်မြိုင်ကစားမှာဖြစ်တာကြောင့်ဂွာဒီယိုလာက3 မှတ်ကွာအနေအထားဖြစ်လာဖို့မျှော်လင့်နေကြောင်းလည်းသိရပါတယ်။မန်စီးတီးနဲ့အာဆင်နယ်တို့ထိပ်တိုက်တွေ့မဲ့ပွဲကိုတော့ဧပြီ18မှာပရီးမီးယားလိပွဲစဉ်33ဖြစ်ရှင်ပြိုင်ရမှာပါ။